ုန်းတရားတွေကြားမှာကြီးပြင်းခဲ့ရတဲ့ဂါရာလူတိုင်းကနာအိုတိုရဲ့ငယ်ဘဝကိုအထီးကျန်ဆုံးနဲ့တနာစရာအကောင်းဆုံးလို့ထင်ကြပါတယ်။ဒါပေမဲ့တကယ်တော့နာအိုတိုထက်အစာပေါင်းများစွာပိုပြီးမှောင်မိုက်တဲ့ငယ်ဘဝကိုဖျက်ဆီးခဲ့ရတဲ့ကောင်လေးတစ်ယောက်ရှိခဲ့ပါတယ်။သူကတော့နှစ်ဖူးပေါ်မှာချစ်ချင်းတရားဆိုတဲ့စာလုံးကိုကိုယ်တိုင်ရေးခဲ့တဲ့သဲရွာကဂါရာပါပဲ။ကျွန်တော်တို့ channel ထဲမှာနောက်ထပ်နာအိုတိုစီးရီးတွေကစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးနေရကြောင်းဝင်ရောက်ကြည့်ရှုအားပေးလို့ရပါတယ်။ဒါအပြင်ဗီဒီယိုလေးတွေကိုသဘောကျရဆိုရင်တော့ like and subscribe လုပ်ပေးသွားဖို့လည်းမေ့ပါနဲ့ဦးဗျ။ဒါဆိုရင်တော့ပြန်ဆက်လိုက်ရအောင်။နံပါတ်1မွေးရပါကျိန်စာဂါရာရဲ့ကြေကွဲစရာကံကြမ္မာကသူ့မွေးမလာခင်ကတည်းကစတင်ခဲ့တာပါ။ရွာရဲ့စိတ်ရင်အားအတွက်သူ့ရဲ့အဖေဖြစ်တဲ့၄ယောက်မြောက်ကာဆယ်ကာခဲကိုယ်တိုင်ကဂါရာရဲ့ဘိုက်ထဲမှာရှူကာကူကိုထည့်သွင်းပိတ်လောင်ထားခဲ့ပါတယ်။သူမွေးဖွားတဲ့နေ့မှာပဲသူ့ရဲ့မိခင်ဖြစ်သူဆုံးရှုံးခဲ့ရပြီးမွေးကလေးကရွာသားတွေရဲ့ယွန်ရှာမုန်းတီးတဲ့အကြည့်တွေကိုပဲဖော်ပြခဲ့ရတာပါ။နာအိုတိုလိုပဲသူလည်းတခြားကလေးတွေလိုတငယ်ချင်းတွေနဲ့ကစားချင်ခဲ့တယ်။တူဆော့ချင်ခဲ့ပါတယ်။ဒါပေမဲ့သူ့အနားကိုကတ်သွားတိုင်းလူတွေကသူ့ကိုဘလူးတကောင်လိုကြောက်လန့်တကြားထွက်ပြေးခဲ့ကြပါတယ်။နံပါတ်2ဘဝရဲ့တစ်ခုတည်းသောအလင်းရောင်ဒီလိုအမောင်တို့ထဲမှာဂါရာအတွက်အချစ်ဆိုတဲ့ခံစားချက်ကိုအနှဲငယ်သိခွင့်ပေးခဲ့တဲ့တဦးတည်းသောသူကတော့သူ့ရဲ့ဦးလေးဖြစ်သူယာရှာမာရုပါပဲဂါရာစိတ်ဒဏ်ရာရတဲ့အခါတိုင်းနာကျင်မှုဆိုတာဘာလဲဆိုတာရှင်းပြပေးတယ်ဒါအပြင်ဂါရာရဲ့အနားမှာအမြဲတမ်းကာဝယ်ပေးနေတဲ့သဲတွေဟာကွယ်လွန်သွားတဲ့မိခင်ဖြစ်သူရဲ့မေတ္တာတရားတွေပဲလို့ပြောပြပြီးဂါရာရဲ့အထီးကျန်နေတဲ့နှလုံးသားကိုပူစားပေးခဲ့တဲ့ဘဝရဲ့တစ်ခုတည်းသောအလင်းရောင်တစ်ခုဖြစ်ခဲ့ပါတယ်နံပါတ်3ကဘာကြီးပြိုလဲသွားတဲ့ညဒါပေမဲ့ကံကြမ္မာကဂါရာကိုရက်ဆက်လွန်ခဲ့ပါတယ်တညမှာတော့သူ့ကိုလောက်ကြံမှုရောက်လာတဲ့လူသက်သမားကိုဂါရာကသဲပေနဲ့ပြန်လဲကာကွယ်ရင်းတတ်မိလိုက်ပါတယ်အဲ့ဒီနောက်လူသက်သမားရဲ့မျက်နှာဖုံးကိုဖယ်လိုက်တဲ့အချိန်မှာတော့အသက်6နှစ်အရွယ်ကောင်လေးရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားခဲ့ရပါတယ်အဲ့ဒီလူကသူ့အသက်ထက်မကယုံကြည်အားကိုးခဲ့ရတဲ့သူ့ကိုချစ်တယ်လို့ထင်ခဲ့ရတဲ့ဦးလေးဖြစ်သူယာရှာမာရုကိုယ်တိုင်ဖြစ်နေလို့ပါပဲယာရှာမာရုသင်္ကန်းဒီမှာပြောသွားခဲ့တဲ့စကားလုံးတွေကဂါရာရဲ့ရှင်ဘက်ကိုဓာတ်နဲ့မှုန်းလိုက်လို့ပါပဲမင်းကငါတခါမှမချစ်ခဲ့ဘူးငါအမကိုတတ်ပြီးမွေးလာတဲ့မင်းကိုငါအမြဲတမ်းမုန်းခဲ့တာမင်းကိုဘူးမှမချစ်ဘူးဆိုကရရဆက်ဆက်ပြောခဲ့တာပါဖခင်အရင်ကတတ်ခိုင်းလို့လာတက်ယုံနေမကပဲစိတ်တန်ရာနာကျင်မှုကိုပါပေးသွားခဲ့တဲ့အဲ့ဒီညမှာဂါရာရဲ့နှလုံးသားဟာအပိုင်းပိုင်းအဆအဆကွဲချေသွားခဲ့ရပါပြီနံပါတ်4နတ်ဆိုးတကောင်ရဲ့မွေးဖွားခြင်းအဲ့ဒီနေ့ကစပြီးဂါရာဟာငိုကြွေးခြင်းတွေကိုရပ်တန့်လိုက်ပြီးငါ့ကိုချစ်မဲ့သူကဘာပေါ်မှာမရှိရင်ငါ့ကိုငါပဲချစ်မယ်ဆိုပြီးသူ့ရဲ့သွေးတွေနဲ့နှစ်ဖူးပေါ်မှာချစ်ချင်းဆိုတဲ့စာလုံးကိုရေးပြီးကဘာကြီးကိုကြောခိုင်းခဲ့ပါတယ်။နာအိုလိုမှာတော့သူ့ရဲ့ဆရာအီရုကရှိခဲ့လို့အလင်းဘက်မှာကြီးပြင်းခွင့်ရခဲ့ပေမယ့်ဂါရာမှာတော့ဘယ်သူမှမရှိခဲ့ပါဘူး။သူဟာမိမိကိုယ်ကိုသာချစ်ပြီးတခြားသူတွေကိုတပ်ဖြတ်ဖို့ပဲအသက်ရှင်တဲ့အမုန်းတရားတွေနဲ့အထီးကျန်ပြီးကြမ်းတမ်းတဲ့နတ်ဆိုးတကောင်ဖြစ်လာခဲ့ရပါတော့တယ်။ဒါဆိုရင်သင်တို့ရောနာအိုတိုနဲ့ဂါရာမှာဘယ်သူရဲ့ငယ်ဘဝကပိုပြီးရင်နာဖို့ကောင်းတယ်လို့ထင်လဲ။ကောမန့်မှာဝင်ရောက်ဆွေးနွေးခဲ့ပါဦး။ဒါအပြင်နာအိုတိုစီးပြီးထဲမှာသင်ကြိုက်ဆုံးကာရိုက်တာကဘယ်လိုလဲဆိုတာကိုလည်းပြောပြခဲ့ပါအောင်နော်။နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းမေ့ပါနဲ့အောင်ဗျ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ See you ပါ။